Hello အားလုံးပဲမင်္ဂလာပါရှင်ဒီဗီဒီယိုလေးရဲ့မှာ Fightolomic agent ကနေပြီးတော့မှ user အကောင့်ဖွင့်နည်းလေးကိုပြပြပေးသွားမှာဖြစ်ပါတယ်ရှင်ပထမဆုံးမင်းချောင်းလေးချောင်းပုံမဲ့နူပါလေးတဲ့ကိုဝင်လိုက်ပါမယ်ရှင်ဝင်ပြီးသွားရင် member ဆိုတဲ့နေရာလေးမှာအသစ်ဖွင့်မလားဖွင့်ပြီးသားစင်းကြည့်မလားဆိုပြီးရှိရပါတော့အသစ်ဖွင့်မှာဖြစ်တဲ့အတွက် create ဆိုတဲ့နေရာလေးကိုနှိပ်လိုက်ပါမယ်ရှင်နေပြီးသွားရင်အခုမှအကောင့်စဖွင့်မဲ့လူတွေကနံပါတ်စဉ်ပထမဆုံးဆိုရင်001နေစလို့ရပါတယ်ညီမကတော့ရှေ့မှာတစ်ကောင့်ရှိပြီးသားဖြစ်တဲ့အတွက်001နောက်မှာ002ဆိုပြီးပေးလိုက်ပါမယ်ရှင်ဒါလေးကတော့ user ကိုပေးရမယ့် user name ပဲဖြစ်ပါတယ်ကို series နာမည်လေးနဲ့ပေါ့နော်နောက်က user number လေးနဲ့ပါရပါမယ်ဒီမှာဆိုရင် KTY ကိုကျော်002က user name ဖြစ်ပြီးတော့ password နေရာလေးမှာ user ကိုပေးရမယ့် password လေးထားပေးရပါမယ်ရှင်ညီမကတော့ ABCD 123ဆိုပြီးတော့ခဏလေးလုံးအခရာလေးလုံးအလွယ်ထားလိုက်ပါမယ်အဲ့ password လေးကိုလည်းမှတ်ထားပေးရပါမယ်ရှင်ပြီးတော့ရင်ကိုယ့်စီမှာအကောင့်လာဖွင့်နေ user ရဲ့နာမည်လေးထားလို့ရပါတယ်ရှင်ကိုအောင်ဆိုလဲကိုအောင်ကိုကျော်ဆိုလဲကိုကျော်ပေါ့နော်အဆင်ပြေသလိုလေးထားပေးလို့ရပါတယ်ဖုန်းနံပါတ်ကတော့ user ရဲ့ဖုန်းနံပါတ်သိရဆိုရင်လည်းထားလို့ရတယ်တကယ်လို့မသိဘူးဆိုလို့ရှိရင်လည်းကိုယ့်ရဲ့ဖုန်းနံပါတ်လေးပဲပြန်ထားလိုက်လို့ရပါတယ်ရှင်အရေးကြီးတာဒီနေရာပေါ့နော်ဒီနေရာမှာ agent အခုမှစပြီးတော့မှအကောင့်ဖွင့်မဲ့လူတွေကဒီနေရာလေးတွေမှာ mouse နဲ့ body limit နေရာလေးမှာ0ဆိုပြီးတော့ဖြစ်နေတတ်ပါတယ်ရှင်အဲ့ဒီနေရာလေးတွေမှာမောင်းတပွဲကိုအများဆုံးဘယ်လောက်ထိရိုက်လို့ရလဲဆိုတဲ့နေရာမှာတက်သိန်းထားပေးရပါမယ်မောင်းတပွဲကိုအများဆုံးတက်သိန်းထိရိုက်လို့ရပါတယ်ဒီမှာ body တပွဲကိုအများဆုံးဘယ်လောက်ထိရိုက်လို့ရလဲဆိုရင်9သိန်းထိရိုက်လို့ရပါတယ်ဆိုပြီး limit လေးထားပေးရပါမယ်ရှင်အဲ့တော့ agent စပြီးတော့မှအကောင့်ဖွင့်မဲ့နေရာတွေကဒီနေရာမှာ00တွေဖြစ်နေမယ်ဆိုလို့ရှိရင် map for midback မောင်းတပွဲအများဆုံးဘယ်လောက်ထိရိုက်လို့ရလဲဆိုတဲ့နေရာမှာတက်သိန်းပြောင်းထားပေးရပါမယ်ရှင်အောက်ကနေ map for single back body တပွဲကိုအများဆုံးဘယ်လောက်ထိရိုက်လို့ရလဲဆိုတဲ့နေရာမှာ9သိန်းပြောင်းထားပေးရပါမယ်ရှင်အဲ့ဒါလေးပြောင်းပြီးသွားပြီဆိုရင်တော့အောက်ဆုံးမှာရှိရဲ့ဒီ create ဆိုတဲ့နေရာလေးကိုနှိပ်ပြီးတော့အကောင့်ဖွင့်လိုက်လို့ရှိရင်အောင်မြင်ပါပြီเนาะ create subset အစိမ်းရောင်လေးပေါ်ရင်အောင်မြင်ပါပြီရှင့်ကိုဖွင့်ထားတဲ့အကောင့်တွေကိုပြန်ကြည့်နေဆိုရင်ဒီမင်းချောင်းသုံးချောင်းပုံလေးကိုပြန်ပြီးတော့ဝင်လိုက်ပါဝင်ပြီးသွားလို့ရှိရင် lip ဆိုတဲ့နေရာလေးကိုနှိပ်လိုက်လို့ရှိရင် member အကောင့်ဖွင့်ထားတဲ့ member စင်းလေးကြာလာပါလိမ့်မယ်ရှင့်ဒီမှာဆိုရင်ဒါ001 002ပေါ့เนาะအစင်လိုက်လေးသွားပါမယ်ကိုက user ကိုငွေသွင်းကြလို့လုပ်ပေးနေဆိုရင်မျက်လုံးပုံလေးတွေကိုဝင်လိုက်เนาะဝင်ပြီးသွားပြီဆိုလို့ရှိရင် manage balance ဆိုတဲ့နေရာလေးမြင်းချောင်းအနီလေးကိုနှိပ်ပြီးတော့မှငွေသွင်းမလားငွေထုတ်မလားလုပ်လို့ရရเนาะငွေသွင်းမဲ့ဆိုရင်သွင်းမဲ့မာနာကိုထည့်ပြီးတော့ ADDS ဆိုတဲ့နေရာလေးကိုနှိပ်ပြီးတော့ save ကိုနှိပ်လိုက်เนาะအဲ့ဒါဆိုရင်ဒီမှာငွေ9000ရောက်သွားလိမ့်မယ်ငွေပြန်ထုတ်မဲ့ဆိုရင်လည်းမြင်းချောင်းအနီလေးပေါ့เนาะ manage balance လေးကိုနှိပ်ပြီးသွားရင်ကိုကငွေထုတ်မှာဖြစ်တဲ့အတွက် remove ဆိုတဲ့နေရာလေးကိုရွေးပါရွေးပြီးသွားလို့ရှိရင်ငွေထုတ်မဲ့ပမာဏကိုရိုက်ထည့်ပြီးတော့ save ကိုနှိပ်လိုက်လို့ရှိရင်ငွေထုတ်ခြင်းအောင်မြင်ပါပြီရှင့် user က password မေ့သွားတာမျိုးပေါ့เนาะပြန်မဝင်တတ်တာမျိုးဆိုရင်ကိုက password အသစ်ပြန်ချပေးလို့ရပါတယ် password အသစ်ချပေးခြင်း user ရဲ့ account ဝင်ပြီးတော့ဒီ reset password ကိုနှိပ်ပြီးတော့ထားမဲ့ password အသစ်ကလေးနှိပ်ပြီးတော့ save ကိုနှိပ်လိုက်လို့ရှိရင်ဒါ password အသစ်ပြောင်းလို့ရသွားပြီပေါ့နော်ကဲအားလုံးပဲကျေးဇူးများတင်ပါတယ်ရှင် agent လက်ခွဲယူခြင်းပဲဖြစ်ဖြစ် Fightolomic အကောင့်ဖွင့်ကစားခြင်းပဲဖြစ်ဖြစ်ကိုကျော်သူရစော်စီမှာလာရောက်ဆက်သွယ်ပြီးတော့ကစားလို့ရပါတယ်ရှင်ဆက်သွယ်ရမယ့် Viber ဖုန်းနံပါတ်ကတော့399692136469လာရောက်ပြီးတော့မှဆက်သွယ်ပေးပါရှင်